မင်္ဂလာပါရှင်အလုပ်သုံးခုလာပြောပြပေးမယ်နော်ပထမလုပ်တနေရာကဒီပထနာကမ်းမှာရှိတဲ့အိမ်လုပ်ပဲဖြစ်ပါရှင်တစ်ထည့်3ယောက်ရှိမယ်အိမ်တစ်ထပ်ရှိမယ်လောက်စာကတော့တစ်လ1300ပေးတယ်နော်နားရက်4ရက်မနားရက်ဦးထင်900ပေးပါရှင်နောက်ထပ်တနေရာကဒီစဖန်းနိုင်မှာရှိတဲ့မင်္ဂလေးအိမ်အလုပ်ပဲဖြစ်ပါတယ်နော်တစ်ထည့်2ယောက်ရှိမယ်အိမ်တစ်ထပ်နောက်ပြီးတော့ခွေးကလေးတေးသေးလေးတစ်ကောင်ရှိမယ်နော်လောက်စာကတော့တစ်လ1200ပေးပါတယ်နားရက်4ရက်မနားရက်ဦးထင်900ပေးပါရှင်နောက်ထပ်တနေရာကကြတော့ဒီဘန်ခဲမှာရှိတဲ့မင်္ဂလေးအိမ်ဖော်လူကိုကြည့်တဲ့လုပ်ပဲဖြစ်ပါရှင်အိမ်လုပ်လဲလုပ်ပေးရမယ်အဖွားကိုလည်းဝိုင်းကြည့်ပေးရမယ်နော်အဖွားကလိုင်းလျှောက်နိုင်သေးတယ်နော်အဖွားအသက်89နှစ်လောက်စာကတော့တစ်လ1500ပေးတယ်နားရက်4ရက်မနားရက်ဦးထင်900ပေးပါရှင်နောက်ထပ်တစ်ခုကမဲပါမဲခေါ်လုပ်ပါရှင်တစ်ထည့်ကိုသမီးဟင်းချက်ပေးရတဲ့လုပ်ပေါ့နော်အလုပ်နေရာကတော့ဒီလဖောင်းမှာရှိပါတယ်တစ်ထည့်4ယောက်ရှိမယ်လူခံ3ယောက်ရှိထားမယ်လောက်စာကတော့တစ်လ1500ပေးပါရှင်လာစာ1500နားရက်4ရက်မနားရင်ဦးထင်900ပေးတယ်เนาะဒီနေ့ညီမပြောလိုက်တဲ့အလုပ်တွေကိုစိတ်ဝင်စားတဲ့ရှင်တော့လာဖောင်ရုံလေးဆက်ရှင်မှာအလုပ်လာစမှတ်ထားလို့ရပါပြီရှင်ကျေးဇူးတင်ပါတယ်ရှင်